ဘာကြောင့်ဒီကဘာဖလားမှာပိုတူဂီအသင်းတစ်သင်းတဲကကစားသမား28ယောက်ခေါ်လာခွင့်ပြုထားပြီးကျန်တဲ့သူတွေကတော့26ယောက်ပဲခေါ်လာခွင့်ရှိတာလေတကယ်အကြောင်းရင်းကသင်ရင်ကွဲသွားနိုင်ပါတယ်အစားပိုင်းမှာတော့လူအများကခရစ္စတီယာနိုရိုနယ်ဒိုအတွက် FIFA ရဲ့အထူးအခွင့်အရေးတစ်ခုလို့ထင်ခဲ့ကြပြီးကဘာဖလားကိုနောက်ဆုံးအကြိမ်အနိုင်ရဖို့အခွင့်အရေးတစ်ခုပေးခဲ့တယ်လို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့အမှန်တရားကတော့လုံးဝကွဲပြားပါတယ် FIFA စီးမြင့်တွေရနိုင်ငံအသင်းတစ်သင်းစီဟာအများဆုံးကစားသမား26ယောက်အထိမှပုံတင်နိုင်ပေမဲ့ပိုတူဂီကနောက်ထပ်နာမည်နှစ်ခုကိုထည့်သွင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီထဲကတစ်ယောက်ကတော့လေ့ကျင့်ရေးနဲ့အရေးပေါ်ခြေနေတွေကိုဖြည့်ရှင်းဖို့အတွက်ဂိုးသမားရီကာဒိုဖယ်ဟိုပါ။ဒါပေမဲ့ပရိသတ်တွေကိုတကယ်စိတ်လှုပ်ရှားစေခဲ့တဲ့ဒုတိယနာမည်ကတော့ဒီယိုကိုဂျိုတာပါ။ပိုတူဂီအသင်းကိုကမ္ဘာဖလားဝင်ခွင့်ရအောင်ကူညီပေးနောက်ဂျိုတာဟာပြင်းထန်တဲ့တရားတစ်ခုရခဲ့ပြီးကမ္ဘာဖလားမှာကစားခြင်းနဲ့သူ့ရဲ့အိမ်မက်ကိုဖျက်ဆီးလူနှီးပါဖြစ်ခဲ့ပါတယ်။မျက်ရည်တွေနဲ့ကွင်းထဲကထွက်သွားတဲ့အခါအခက်ခဲဆုံးအပိုင်းကတန်ရာမဟုတ်ပဲကဘာဖလားကိုလွဲချော်ရမယ်ဆိုတဲ့အတွေးကြောင့်လို့ပြောပါတယ်။အဲ့ဒီကတည်းကသူဟာအချိန်မီပြန်လာဖို့အရာအလုံးကိုပေးဆက်ခဲ့ပါတယ်။ဒါတောင်မှပိုတူဂီအသင်းဟာသူ့နာမည်ကိုလူစရင်းမှသင်္ကေတအနေနဲ့ထည့်သွင်းခဲ့ပြီးမြဲကဘာဖလားပြိုင်ပွဲမှာသူတကယ်ပါဝင်နိုင်မှာမဟုတ်ဘူးဆိုတာလူတိုင်းသိပါတယ်။ရူဘင်နီဗက်စ်ကအလားပါဆုံနီလာနဲ့ပြောခဲ့ပါတယ်။ဒီအသင်းကသူ့အတွက်တိုက်ပွဲဝင်ချင်နေတာပါ။ကြော်ကြားမှုအတွက်ခရစ္စတီယာနိုရိုနယ်ဒိုအတွက်မဟုတ်ဘူး။တခုတည်းသောအိမ်မှာတခုရှိတဲ့သူတယောက်ပိုတူဂီအသင်းရဲ့ဂျာစီကိုဝတ်ဆင်ပြီးကဘာဖလားမှာကစားဖို့